ประกาศประกันประโยชน์ประหยัดประจำประชุมประมาณဆိုတဲ့စကားလုံးတွေနဲ့လာမယ့်ဆက်ပြီးမှာဖြစ်ပါတယ်ဒီစကားလုံးတွေတည်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာလည်းလုံးဝအသုံးဝင်တဲ့စကားလုံးတွေပါပထမဆုံးအနေနဲ့ပါလဲဆိုတော့ประกาศประกาศประกาศဆိုတာကပါလဲဆိုတော့ကြေညာတင်ประกาศကြေညာတင်ဘယ်လိုမျိုးလဲဆိုတော့วันนี้มีประกาศใหม่อะไรไหมวันนี้มีဆိုวันนี้ဆိုဒီနေ့ကมีရှိတင်ประกาศဆိုကြေညာချက်ใหม่ဆိုအတက်อะไรไหมဆိုอะไรဆိုပါလဲဟုတ်တယ်မလားวันนี้มีประกาศอะไรใหม่อะไรไหมဒီနေ့ကကြေညာချက်အတက်တွေရှိလားနောက်တစ်ခုကပါလဲဆိုတော့ประกันဆိုတာကအာမခံချက်ဥပမာတစ်နှစ်အာမခံနှစ်နှစ်အာမခံလို့ဆိုရင်ประกันလို့ပြောလို့ရဥပမာဒီပစ္စည်းကအာမခံချက်ရှိလားเครื่องนี้มีประกันกี่ปีเครื่องนี้มีประกันกี่ปีเครื่องนี้ဆိုတာဒီစက်ပစ္စည်းကมีဆိုတာရှိဒီประกันဆိုတာကအာမခံချက်กี่ปีဆိုတာဘယ်နှစ်ရှိလဲเครื่องนี้มีประกันกี่ปีครับဒီပစ္စည်းကအာမခံချက်ဘယ်နှစ်ရှိလဲประจำဆိုတာပုံမှန်ဆိုเป็นมาသုံးလို့ရတယ်ဆိုတော့ลูกค้าประจำของร้านลูกค้าประจำของร้านลูกค้าဆိုဧည့်သည်ประจำဆိုပုံမှန်ของร้านဆိုဆိုင်ရဲ့ลูกค้าประจำของร้านဆိုဆိုင်ရဲ့ right customer ပုံမှန်ဧည့်သည်လေအဲ့လိုမျိုးပေါ့နောက်တစ်ခုကပါလဲဆိုတော့ประโยชน์ဆိုတာအကျိုးကျေးဇူးถ้าทำอันนี้จะได้รับประโยชน์อะไรถ้าทำอันนี้ဆိုถ้าဆိုအကေဝီทำဆိုပြုလုပ်မယ်ဆိုရင်အနည်းဒီဟာကိုပြုလုပ်မယ်ဆိုရင်จะได้รับဆိုလက်ခံရရှိလိမ့်မယ်ประโยชน์อะไรဆိုအကျိုးကျေးဇူးถ้าทำอันนี้จะได้รับประโยชน์อะไรဒီဟာလုပ်မယ်ဆိုရင်ဘာအကျိုးကျေးဇူးရမှာလဲประหยัดဆိုတာကချွေတာတီจะประหยัดตังค์ยังไงวะจะประหยัดตังค์ยังไงวะจะဆိုတာလိမ့်မီประหยัดဆိုတာကချွေတာတီตังค์ဆိုပတ်စံยังไงဆိုဘယ်လိုမျိုးလဲဝါဆိုအဲ့မျိုးจะประหยัดตังค์ยังไงวะပတ်စံဘယ်လိုချွေတာမလဲမသိဘူးအဲ့မျိုးပေါ့ประชุมဆိုတာကအစီအဝေးวันนี้มีประชุมกี่โมงครับวันนี้มีประชุมกี่โมงครับวันนี้ဆိုဒီနေ့ကมีဆိုရှိဒီประชุมဆိုတာအစီအဝေးกี่โมงครับဆိုဘယ်နှစ်နာရီလောက်ရှိတာလဲกี่โมงဆိုဘယ်နှစ်နာရီလောက်ရှိရလဲวันนี้มีประชุมกี่โมงครับဒီနေ့အစီအဝေးဘယ်နာရှိရလဲအဲ့လိုမျိုးပေါ့နောက်ဆုံးတစ်ခုကဘာလဲဆိုประมาณဆိုတာဘလောက်ခက်မှန်ချီအဲ့လိုမျိုးပါတယ်ဒီစကလုံးတွေသုံးပြီးတော့ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာပို့ပြီးတော့အသုံးပြုနိုင်ပါစေလို့မျှော်လင့်ပါတယ်အကယ်၍တစ်ချင်တာရှိရင်လည်း comment မှာဖြစ်မေးထားလို့ရပါတယ်တပိုးကြနှစ်သက်တဲ့ဆိုရင် save follow share လုပ်ဖို့မမေ့ပါနဲ့ on cue ပါ time bar စကားတွေကိုမျှဝေပေးနေပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်